ကျွန်တော်တို့ဒီလူမျိုးတိုင်းရဲ့အမျိုးသားနေ့တွေဆိုတာဟာအဲ့ဒီသက်ဆိုင်ရာလူမျိုးတွေရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးမန်တိုင်အနေနဲ့သက်ဆိုင်ရာလူမျိုးတွေအဖိုးဖွားအမိဖွားတွေကစိုက်တူပေးခဲ့ကြတာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့အမျိုးသားလက္ခဏာတွေမပြောက်ပြက်အောင်မိမိတို့ရဲ့လူမျိုးရေရှည်တည်တံ့ခိုင်မြဲအောင်အဲ့လိုရေရှည်တည်တံ့ခိုင်မြဲတဲ့အခါမှာလည်းပဲအမျိုးသားလက္ခဏာတွေနဲ့ပြည့်စုံရက်တည်နေအောင်ဆိုပြီးတော့မှအမျိုးသားနေ့တွေကိုတတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ပိုးအမျိုးသားနေ့ပေါ်ပေါက်လာတဲ့သမိုင်းကြောင်းကလွတ်လပ်ရေးကရပြီးချင်းမှာပဲဒါ1948ခုနှစ်ဇန်နဝါရီ4ရက်နေ့မှာလွတ်လပ်ရေးရတယ်အဲ့ဒီမတိုင်ပြီးတာနဲ့ဒီဖေဖော်ဝါရီမတ်လမှာပဲတထုံဒေသမှာရှိတဲ့ပိုးမြေယာတွေကိုကျွန်တော်ဘိုးစင်ပေါင်းဆက်ပိုင်ဆိုင်ခဲ့တဲ့မြေယာတွေကိုအဲ့ဒီဖဆဖလာအစိုးရနေပြီးတော့သူတို့ရဲ့မြေယာမူဝါဒကသိမ်းစီးတယ်အဲ့ခါကျတော့ကျွန်တော်တို့ဒီမှာလွတ်လပ်ရေးကိုအတူတိုက်ခဲ့တဲ့ပိုးတွေနဲ့အမြဲတမ်းခါသီးနာကျင်ခဲ့ရတာဖြစ်ပါတယ်အဲ့တော့ဘာဆွေးနေတာလဲဆိုလို့ရှိရင်ငါတို့ဘိုးဘွားစင်ဆက်ပိုင်ဆိုင်ခဲ့တဲ့မြေယာတွေကိုမတရားသိမ်းဆည်းခံတဲ့အတူတူပဲငါတို့ပိုးတွေရဲ့အမျိုးသားရေးလက္ခဏာတွေပျောက်ပြတ်တော့မယ်ပျက်စီးတာကိုခံရမယ်အဲ့ဒီအတွက်ပိုးအမျိုးသားနေ့ကိုတတ်မှတ်ပြီးတော့ကျင်းပခဲ့ကြတာဖြစ်ပါတယ်ပိုးအမျိုးသားနေ့ပေါ်ပေါက်လာတာဟာမတရားတဲ့စနစ်ဆိုးတွေဝါဒတွေကိုတိုက်ဖြတ်ရာနေပေါ်ပေါက်လာတာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီကနေ့ဆက်လက်ပြီးတော့မှပို့အမျိုးသားလူမျိုးမှုတတိယဒေါ်လာရေးကိုကျွန်တော်တို့ဆင်နွှဲနေတယ်ဆိုတာကဒီရည်ရွယ်ချက်ရည်မှန်းချက်တွေနဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပိုးအဖော်ဘအမိဖတွေကပိုးအမျိုးသားနေ့မော်ကွန်းကိုရေထိုးစိုက်ထူတဲ့အခါမှာဘယ်နေ့ကိုတတ်မှတ်လဲဆိုရင်တော့ပိုးတစ်မျိုးသားလုံးဂုဏ်ယူရတဲ့သာသနာအစတထုံကလို့တမိုင်းမော်ကွန်းရေးခဲ့တဲ့သူရိယဆန္ဒမင်းရဲ့မွေးနေ့တော်တပေါင်းလာပြည့်နေ့ကိုတတ်မှတ်ကျင်းပခဲ့ကြတယ်ပိုးတွေဂုံပြောင်ဖို့ပိုးတွေရဲ့ဂုံရောင်ထုံးပြောင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေလည်းပါတာဖြစ်ပါတယ်အခု89နှစ်မြောက်ပိုးအမျိုးသားနေ့အခါသမယမှာကျွန်တော်တို့ပိုးတွေကိုအမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲနေတယ်ဆိုပြီးတော့မှအမျိုးမျိုးအယူဆတွေနဲ့ရေးသားနေကြတယ်ပြောဆိုနေကြတယ်ကျွန်တော်တို့အတိလင်းတင်ပြချင်တာတော့ပိုးအမျိုးသားညီညွတ်ရေးကပြိုကွဲနေခြင်းမရှိပါဘူးဘာကြောင့်လဲဆိုရင်1949ခုနှစ်ဒီဇင်ဘာ17ရက်နေ့မှာပိုးတွေရဲ့ပထမအမျိုးသားလူမျိုးမှုတော်လှန်ရေးကိုဆင်နွှဲတယ်ဆင်နွှဲတဲ့အခါမှာတထုံလှဖေခေါ်ဖျားပွားလှဖေနဲ့ဒီခန်းတောင်ပြည်ပြန့်ဒေသပိုးပြည်သူတွေကခန်းကောင်မှာရှိတဲ့ပိုးပြည်သူတွေနဲ့အတူမတရားတဲ့စနစ်ဆိုးဖြစ်တဲ့ဗရေသစ်စနစ်ဆိုးဆန့်ကျင်တော်လှန်ခဲ့ကြတာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့1966ဒုတိယတော်လှန်ရေးဗိုလ်ချုပ်စံသိန်းဦးဆောင်တဲ့ဒုတိယတော်လှန်ရေးမှာလည်းပဲအဓိကဦးဆောင်ခဲ့ကြတဲ့ကေရာခေါင်းတွေကတော့ကျောင်းဆရာတွေဖြစ်ကြပါတယ်ကျောင်းဆရာမတွေဖြစ်ကြပါတယ်သူတို့တွေကဘယ်သူတွေလဲဆိုလို့ရှိရင်တောင်ပေါ်ဒေသမှာဖွံ့ဖြိုးမှုတွေအားနည်းတယ်တောင်ပေါ်ဒေသမှာစာသင်ကြားပေးဖို့ပညာသင်ကြားကြဖို့လိုတယ်အဲ့ဒီအတွက်ခန်းကောင်မှာရှိတဲ့တောင်ပေါ်ဒေသကိုခန်းတောင်မြေပြန့်မှာရှိတဲ့ကျွန်တော်တထုံဖန်အန်းဇေယျကြီးတွေကပိုးလူငယ်တွေကကျောင်းဆရာတွေနဲ့တွားပြီးတော့ပညာတော်သင်ကြားပေးကြတာဖြစ်ပါတယ်ဗိုလ်ချုပ်စံသိန်းဦးဆောင်တဲ့ဒုတိယတော်လှန်ရေးဖြစ်လာတဲ့အခါကျတော့အဲ့ဒီကျောင်းဆရာဆရာမတွေကဒုတိယတော်လှန်ရေးရဲ့ကေရာခေါင်းတွေခေါင်းဆောင်ခေါင်းတွေဖြစ်ခဲ့ကြပါတယ်အခုခေတ်ဒီຫນွေဦးတော်လှန်ရေးစကားနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့စီရီယန်တွေဖြစ်ကြပါတယ်အဲ့တော့ထိုနည်းတူကြောင့်မို့လို့ကျွန်တော်တို့ပိုးတွေမှာခန်းကောင်ခန်းတောင်တောင်ပေါ်မြေပြန့်ဆိုခွဲကြပြီးတော့မှကျွန်တော်တို့ပိုးတွေအချင်းချင်းမှာညီညွတ်ရေးပြိုကွဲနေတာမရှိဘူးအပြန်အလှန်ကူညီစောင့်ရှောက်ခဲ့ကြတာပဲရှိတာဖြစ်ပါတယ်ထိုနည်းတူပဲကျွန်တော်တို့ပိုးတွေဂုဏ်ယူစရာကတော့ဘာသာစကားတစ်မျိုးတည်းပဲရှိတယ်ကျွန်တော်တို့မှာနိုင်ငံရေးအယူဝါဒဆိုတာနဲ့ပတ်သက်ရင်လည်းစေခေတ်ကာလမှာပိုးတွေကြားမှာနိုင်ငံရေးအယူဝါဒကွဲပြီးတော့မှ17နှစ်ကြာအချင်းချင်းတိုက်ခိုက်တပ်ဖြတ်ခဲ့ကြတယ်သွေးချောင်းတွေစီးခဲ့တယ်သို့တော့ဒီကနေ့ကျွန်တော်တို့2019ခုနှစ်မှာတော့ပိုးလူမျိုးလိုက်မျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုကျွန်တော်ကျင်းပနိုင်ခဲ့တယ်အဲဒါလိုကျင်းပနိုင်ဖို့အတွက်ကျင်းပရေးကော်မတီဦးဆောင်ဖွဲ့စည်းပေးတာကလည်းကျွန်တော်ဖရတန်အောင်ခန်းတီဦးဆောင်တဲ့ပိုးနိုင်ငံရေးအကျိုးညှိနှိုင်းဆွေးနွေးပွဲနဲ့ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်အဲ့တော့21ရာစုပင်လုံညီလာခံကိုကျွန်တော်ပိုးမျိုးသားလုံးဆိုင်ရာမူဝါဒတွေကိုကျွန်တော်သဘောထားတွေကိုစုစည်းပြီးတင်ပြနိုင်ခဲ့တယ်အထူးအဖြစ်တော့ Federal Democracy ပြည်ထောင်စုထူထောင်ရေးကိုပြည်နယ်သစ်တွေပေါ်ထွန်းခွင့်ရှိတဲ့ Federal Democracy ပြည်ထောင်စုထူထောင်ရေးဆိုတာကျွန်တော်တမျိုးသားလုံးရဲ့ဘုံသဘောထားနဲ့ချမှတ်နိုင်ခဲ့ကြောင့်ကျွန်တော်ပိုးတွေကြားမှာဒီနေ့ဒီချိန်ကမှနိုင်ငံရေးအယူဝါဒကွဲပြားတာလည်းမရှိပါဘူးကျွန်တော်တို့ကစကားလဲတူတူပဲမကွဲပြားဘူးနိုင်ငံရေးအယူဝါဒလည်းဒီချိန်မှာကျွန်တော်မကွဲပြားဘူးပြီးရင်ဒေသကွဲပြားဖို့မှာအခြေခံပြီးလေကျွန်တော်အချင်းကြမှာ
ကွဲပြားနေကြတာစိတ်ဝင်ကွဲပြားနေတာမရှိပါအဲ့တော့ပိုးဝတ်စုံဆိုတာတူတူပဲတူညီတဲ့ဝတ်စုံဝတ်ပြီးတော့တစိမ့်တဝမ်းနဲ့ရှိတဲ့ကျွန်တော်တို့ပိုးတွေရဲ့အမျိုးသားညီညွတ်ရေးတွေကိုတတ်ရှိုရန်တိုက်သွေးခွဲဖြိုခွဲနေတာကတော့ဆရာနာရှင်ဖြစ်ပါတယ်ဆရာနာရှင်နဲ့စစ်ခရိုနီတွေသူတို့ရဲ့အပေါင်းပါအဆွဲပွားဖြစ်တဲ့စစ်ပြေလက်တဲ့စစ်ဗရေတရတွေဖြစ်ကြပါတယ်ဗရေတရဆိုးတွေဖြစ်ကြပါတယ်ဒီကနေ့ကျွန်တော်ပိုးဒေသကိုတောင်ပေါ်ပိုးဒေသကိုပြန်ကြည့်မယ်ဆိုရင်စစ်ဗရေတရစနစ်ဆိုးတွေကနေပြီးတော့မိမိအမျိုးသားအပေါ်မှာလက်နက်နဲ့ကင်ပြီးတော့အာဏာနဲ့စစ်အုပ်စုကပေးထားတဲ့အာဏာတွေနဲ့လူထုကိုချင်းချောက်အနိုင်ကျင့်ပြီးတော့လုပ်နေကြတာဖြစ်ပါတယ်ကျွန်တော်အမ်တန်စိတ်မကောင်းရတာတော့89နှစ်မြောက်ပို့အမျိုးသားနဲ့အခါသမယမှာ PNO အသွင်ပြောင်းဌာနေပြည်သူစစ်ကစစ်အုပ်စုရဲ့လက်ကင်တုပ်ပြတတ်ခံယူပြီးတော့ PNL ပို့အမျိုးသားလူမျိုးအဖွဲ့ချုပ်ရဲ့ဒေသတွင်းမှာရှိတဲ့လူထုတွေကိုမီးရှို့ဖျက်ဆီးတပ်ဖြတ်လုပ်နေတာဖြစ်ပါတယ်ကျွန်တော်တို့အမ်တန်ခြေကွဲစရာကောင်းတာကတော့89နှစ်မြောက်မျိုးသားနေ့အခါသမယမှာနိုင်ငံရေးအယူဝါဒလည်းမကွဲဘူးဘာသာစကားလည်းမကွဲဘူးပိုးတွေချင်းညာမှာညီညွတ်နေကြပါရဲ့နဲ့အကျိုးစီးပွားပေါ်အခြေခံပြီးတော့စစ်အုပ်စုရဲ့သွေးခွဲရန်တိုက်မှုတွေလက်ခံပြီးတော့မှ PNO အသွင်ပြောင်းဌာနေပြည်သူစစ်ကကျွန်တော်တို့ PNL area ကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ပြီးတော့မှပိုးချင်းချင်းရဲဆက်ဆက်တိုက်ခိုက်တပ်ဖြတ်နေတာတွေဖြစ်ပါတယ်ဒါကတော့ကျွန်တော်အမှန်စိတ်မကောင်းစရာဖြစ်ပါတယ်ထိုနည်းတူပဲကျွန်တော်တို့ပိုးချင်းချင်းကိုပဲလားဆိုတော့မဟုတ်ပါဘူးကြံတဲ့ကရဏီအပါဝင်ကြံတဲ့ရခိုင်ပါဝင်ကြံတဲ့ဒေသအမြောက်များကိုလည်းပဲကျွန်တော်ဒီ PNO အသွင်ပြောင်းဌာနေပြည်သူစစ်တွေကစစ်အုပ်စုရဲ့ခိုက်စီချက်တိုင်းလိုက်နာဆောင်ရွက်နေကြတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင်စစ်အုပ်စုကကျွန်တော်တို့ပိုးတွေကိုတိုင်းသားလူမျိုးပေါင်းစုံညီနောင်တွေနဲ့သွေးခွဲရန်တိုက်နေတာဖြစ်ပါတယ်ပိုးအချင်းချင်းကိုပဲသွေးခွဲရန်တိုက်ရုံမကဘူးပိုးနဲ့အတူတမိုင်းတစ်လျှောက်လုံးမှာအတူတကွအေးချမ်းစွာနေထိုင်လာကြတဲ့ကြံတဲ့တိုင်းသားညီနောင်တွေမောင်နှမတွေနဲ့လည်းသွေးခွဲရန်တိုက်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်အဓိကကျွန်တော်တို့ပေးချင်တာပြောချင်တာကတော့ကျွန်တော်တို့ပိုးမျိုးသားညီညွတ်ရေးကပြိုကွဲနေခြင်းမရှိပါဘူးသို့တော်လည်းပဲစစ်အုပ်စုကနေအကျိုးစီးပွားတွေအခြေခံပြီးတော့မှကျွန်တော်တို့ပိုးမျိုးသားညီညွတ်ရေးကိုသွေးခွဲရန်တိုက်တက်ရှုဖြိုခွဲနေတာပိုးတစ်မျိုးသားလုံးကသတိကြီးစွာထားကြဖို့လိုပါတယ်စေအုပ်စုကကျွန်တော်တို့ပို့မျိုးသားတွေအပေါ်မှာဘယ်တော့မှမကောင်းခဲ့ပါဘူးကျွန်တော်တို့သမိုင်းတစ်လျှောက်လုံးမှာသွေးခွဲရန်တိုက်ခဲ့တယ်ပိုးအဖြူအနီဆိုတာကိုနိုင်ငံရေးအယူဝါဒကွဲပြားမှုတွေအခြေခံတဲ့တပ်ဖြတ်မှုတွေထဲမှာစေအုပ်စုတွေရဲ့တပ်ရှုဖြိုခွဲမှုတွေကလည်းအများအပြားရှိခဲ့တာဖြစ်ပါတယ်ထို့နည်းတူပဲပိုးမျိုးသားတွေတွေကိုကျွန်တော်တို့ကျင်းပရတဲ့ကာလတွေမှာနဝတစစ်အစိုးရကာလတွေမှာဆိုပိုးအမျိုးသားပွဲတော်ဆိုပြီးကျင်းပခဲ့ရတာဖြစ်ပါတယ်ပိုးအမျိုးသားနေ့နဲ့ပိုးအမျိုးသားပွဲတော်နဲ့မတူပါဘူးပိုးအမျိုးသားနေ့ဆိုတာကျွန်တော်တို့ရဲ့အမျိုးသားရေးလက္ခဏာတွေကိုကျွန်တော်တို့ပုံဖော်ကျူးကြတဲ့နေ့ဖြစ်တယ်ကျွန်တော်တို့ရဲ့အမျိုးသားလက္ခဏာတွေဘယ်ကလာတယ်လဲသူရိယဇာနာမင်းကြီးအပါဝင်ပိုးမင်းအဆက်ဆက်ကနေဆင်းသက်လာတဲ့ကျွန်တော်တို့ရဲ့ခံယူမှုတွေရှိတယ်ကျွန်တော်တို့ရဲ့အမျိုးသားရေးလက္ခဏာတွေအမျိုးသားတန်ဖိုးတွေရှိတယ်ကျွန်တော်တို့ရဲ့အမျိုးသားဂုဏ်သိက္ခာတွေရှိတယ်အဲ့ဓာတွေကိုခြေဖြတ်ပြီးတော့မှပိုးအမျိုးသားပွဲတော်ဆိုပြီးတော့လှုပ်ပစ်ခဲ့တာဖြစ်တယ်စစ်အုပ်စုကလှုပ်ပစ်ခဲ့တာဖြစ်တယ်အဲ့ဒီပိုးအမျိုးသားပွဲတော်မှာအပျော်ပါးတွေနဲ့လှုပ်ကြတယ်လောင်းကစားဝိုင်းတွေလှုပ်ကြတယ်မူရစ်ဆေးဝါးတွေသုံးဆွဲကြမယ်ဒီလိုနီးလန်းနဲ့ကျွန်တော်တို့ပိုးအမျိုးသားနေ့ကိုစစ်အုပ်စုကပုံဖြတ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ပိုးအမျိုးသားအခမ်းအနားတွေကျင်းပကြတဲ့အခါမှာလည်းပဲအပျော်ပါးတွေလောင်းကစားတွေမူရစ်ဆေးဝါးတွေနဲ့ဒီတနေ့တာပျော်ရွှင်မှုကိုမလုပ်ကြဘဲနဲ့ကျွန်တော်တို့ပိုးအမျိုးသားရဲ့လက္ခဏာတွေကိုဖော်ဆောင်နိုင်မဲ့ကျွန်တော်တို့ပိုးအမျိုးသားရဲ့ဂုဏ်သိက္ခာတွေဖော်ဆောင်နိုင်မဲ့လုပ်ငန်းစဉ်တွေကိုချမှတ်ပြီးတော့အတူတကွဖော်ဆောင်ကြဖို့လိုပါတယ်စေအုပ်စုကနေအတူရောက်ရွေးကောက်ပွဲပြီးတဲ့နောက်မှာအတူရောက်အစိုးရတွေအတူရောက်လှုပ်တော်တွေခေါ်မယ်ပြီးရင် NCA အမိခံထားတဲ့အတူရောက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလုပ်မှာဖြစ်တယ်အဲ့တော့အဲ့ဒီလိုလုပ်ငန်းစဉ်တွေဖော်ဆောင်မှုတွေကိုကျွန်တော်တို့ကလည်းပဲဒါအတူရောက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုစန့်ကျင်တိုက်ဖြတ်သွားမှာဖြစ်တယ် NCA မှာကျွန်တော်ပို့မျိုးသားလူမျိုးရေးအဖွဲ့ချုပ်ဥက္ကဋ္ဌအနေနဲ့လက်မှတ်ထိုးခဲ့တာဖြစ်တယ်အခုစေအုပ်စုကလုပ်မဲ့အတူရောက် NCA အမိခံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို NCA မှာအတိအသက်တွေနဲ့လက်မှတ်ရေးထိုးခဲ့တယ်နိုင်ငံတကာကုလသမဂ္ဂဥရောပသမဂ္ဂအာဆီယံပါဝင်နိုင်ငံတကာမိသားစုတို့စန့်ကျင်တိုက်ဖြတ်သွားမှာဖြစ်တယ်ဆရာနာရှင်စနစ်ဆိုတာကျွန်တော်မြေပေါ်ကနေပျောက်ကွယ်သွားမှသာလျှင်ကျွန်တော်တို့လိုချင်တဲ့ပိုးပြည်နယ်တဲ့ပ
ပေါ်ထွန်းရေးအပါအဝင် Federal Democracy ပြည်ထောင်စုထူထောင်နိုင်မယ်ဖြစ်ပါကြောင်းပန်ကြားလိုပါ